ကျမရဲ့မျက်လုံးတွေကိုတော့မယုံနိုင်ခဲ့ပါဘူး။အဖေကဂျိုးတစ်ချောင်းနဲ့ရှိတဲ့ဒန်နာရီလာမြင်းကိုကားနဲ့တိုက်မိပြီးတက်လိုက်တာပါ။အဲ့ဒီတတော်ဟာနာကျင်စွာနဲ့အော်ဟစ်ခဲ့ပြီးသူ့ရဲ့ဂျိုးကရွှေရောင်လင်းတန်းတွေတောက်ပနေခဲ့ပါတယ်။ကျမလည်းမနေနိုင်ပဲလန်လန်ပြီးကြည့်မိလိုက်တဲ့အချိန်မှာပဲချက်ချင်းဆိုသလိုအဲ့ဒီမြင်းရဲ့စိတ်အာရုံတွေကကျမရဲ့အုံနောက်ထဲကိုစီးဝင်လာခဲ့ပါတယ်။ကျမအဲ့ဒီလိုစမ်းကြယ်ခန်းစားချက်ထဲမှာနင်းမျောနေတော့မှပဲနှွေးထွေးတဲ့သွေးတွေကကျမမျက်နှာပေါ်လာစင်ပါတယ်။အဖေကကော်ပြားကိုမြောက်ပြီးမြင်းရဲ့ခေါင်းကိုအပြင်းထန်ထုနှက်လိုက်တာပါ။အဖေကဒီထူးဆန်းတဲ့တတော်ကရှားပါမျိုးစိတ်ဖြစ်ရမယ်ဒါကိုတယောက်ယောက်သိသွားရင်ငါတို့ဒုက္ခရောက်ကုန်လိမ့်မယ်။ဒါအပြင်ဒီနေ့ငါမှာအရေးကြီးတဲ့စီးပွားရေးအလုပ်တစ်ခုလည်းရှိသေးတယ်လို့ပြောပါတယ်။ကျမတို့ကကြီးကျယ်ခမ်းနားတဲ့အင်ဂျီဟာတစ်ခုကိုရောက်ရှိလာခဲ့ကြပြီးအဲ့ဒီမြင်းရဲ့အလောင်းကတော့ကားထဲမှာပဲရှိနေပါသေးတယ်။အဖေကအလုပ်ကိုအရင်လုပ်ပြီးမှအလောင်းကိုရှင်းမယ်လို့ပြောပါတယ်။အဲ့ဒီအိမ်ပိုင်ရှင်ကဘီလီယံနာတထေးကြီးတူဖြစ်ပေမဲ့ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရသူပါ။သူကအဖေကိုဒီနေ့သူ့ရဲ့တည်တန်းစာရေးခိုင်းဖို့ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အိမ်ထဲကိုဝင်ပြီးတာနဲ့ကျမတကူလုံးမူးဝေလာတာကြောင့်မျက်နှာကိုရေအေးအေးနဲ့တစ်ဖို့တန့်စင်ခန်းထဲကိုပြေးလွှားသွားခဲ့ပါတယ်။အဲ့ဒီမှာရင်ကျမမျက်နှာကဝက်ချံတွေအားလုံးချက်ချင်းပြောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။အဖေလည်းထူးဆန်းတဲ့အပြောင်းလဲတစ်ခုကိုသတိပြုမိခဲ့ပါတယ်။သူ့ရဲ့အနီးမုံမျက်စိဒီဂရီ1000ကပြန်ကောင်းသွားပြီးအသေးဆုံးစာလုံးလေးတွေကိုတောင်ရှင်းရှင်းလင်းလင်းမြင်နေရလို့ပါ။ကျမအဖေစီကိုအပြေးလွှားသွားပြီးကားထဲကမြင်းကထူးခြားတယ်ဆိုတာပြောပြဖို့စူးစမ်းကဒါကိုချက်ချင်းဖျောက်ဖျက်ပြရမယ်လို့ပြောဖို့လုပ်ပါတယ်။ကျမစကားမဆုံးခင်မှာပဲအပြင်ဘက်ကနေအုံကနေဆိုတဲ့ပောက်ကွဲတန်ကြီးထွက်လာတာကြောင့်လူတိုင်းအပြင်ကိုပြေးထွက်သွားကြပါတယ်။အဲ့ဒီမြင်းကသတင်းပေါက်ကိုဖျက်ပြီးအထဲကိုအတင်းတိုးဝင်လာတာပါ။ဖျားရီသူကတကယ်ပဲပြန်တည်သွားခဲ့ပါပြီ။အဖေကတော့ကျမရဲ့ဝက်ချံတွေပျောက်သွားတာသူ့ရဲ့မျက်စိမှုန်တာပျောက်သွားတာအားလုံးဟာအဲ့ဒီမြင်းရဲ့သွေးကိုထိမိခဲ့လို့ဖြစ်ကြောင်းအမှန်တရားအားလုံးကိုဖွင့်ပြောလိုက်ရပါတော့တယ်။တထေးကြီးရဲ့မျက်လုံးတွေကချက်ချင်းတောက်ပလာပြီးငွေနှမ်းရသွားခဲ့ပါတယ်။ကျမနဲ့အဖေဟာတခွဲကန်းလေးကိုအတင်းအဓမ္မခေါ်ဆောင်ခြင်းခံရပြီးစမ်းသပ်မှုအမျိုးမျိုးလုပ်ခဲ့ရပါတယ်။စမ်းသပ်ချက်အရမြင်းရဲ့သွေးကတာမန်ပဲဖြစ်ပေမဲ့အဲ့ဒီဂျုံမှာတော့စမ်းကြဲတဲ့မော်ကွန်းစွမ်းတွေရှိနေတာပါ။တထေးကြီးကတော့အယံဝမ်းသာသွားပါတယ်။သူကလည်းတိတ်အသက်ရှည်ရမှာမဟုတ်တော့တာကြောင့်စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတေသနာရှင်တွေကဂျိုကနေအမှုတွေကိုချစ်ယူပြီးရေနွေးပွက်ပွက်ဆူနေတဲ့ခွက်ထဲထက်ကတထေးကြီးရဲ့သွေးပြန်ကြောတွေကိုထိုးသွင်းလိုက်ပါတယ်။အံ့ဩစရာကောင်းတဲ့အလှည့်အပြောင်းကတကယ်ပဲဖြစ်လာခဲ့ပါတယ်။သူကသူ့ရဲ့ဂျိုင်းထောက်ကိုလွှင့်ပစ်ပြီးမတက်ရနိုင်ခဲ့ကသူ့ခန္ဓာကိုယ်ထဲကကင်ဆာဆဲတွေအားလုံးပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပြောင်နေတာလား။ကင်ဆာဆိုတာအကြီးမားဆုံးယောဂဝေဒနာလေတထေးကြီးကကမ္ဘာတဝန်းကဩဇာကြီးမားတဲ့လူတွေကိုချက်ချင်းဆက်သွယ်ပြီးဒီအံ့ဖွယ်ဆေးကိုစတင်ရောင်းချပါတော့တယ်။ဈေးနှုန်းကတဂရမ်ကိုဒေါ်လာ10တန်းအထိမြင့်တက်သွားခဲ့ပေမဲ့ဝယ်လိုအားကိုမမီနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ကျမဆက်ပြီးအောက်မခံနိုင်တော့ပဲသူတို့ကိုတားဆီးဖို့မတက်ရက်လိုက်ပါတယ်။ဒါပေမဲ့ကျမတို့ဒါကိုဆက်မလုပ်သင့်ဘူး။ဘာလို့လဲဆိုတော့ကျမသူတေသနာအချို့လုပ်ကြည့်တဲ့အခါနှစ်ပေါင်းရာကြီးကလေးကဒီလိုကြိုတစ်ချောင်းလေးရှိတဲ့မြင်းတွေကိုမြင့်မြတ်တဲ့တတဝါတွေအဖြစ်သတ်မှတ်ခဲ့ကြပြီးသူတို့ကိုစော်ကားဖျက်ဆီးရင်ပြင်းထန်တဲ့ကံကြမ္မာရဲ့ကလေးစားချေမှုကိုခံရလိမ့်မယ်လို့ဆိုထားလို့ပါ။အခုလုံနိုင်တဲ့တခုတည်းသောနီလန်းကသူ့ကိုကောင်းမွန်စွာတင်ကြိုပေးပြီးဘုံတော်ကြီးတစ်ပါးကိုပေးပေးကနောက်ဆုံးနှုတ်ဆက်ခြင်းအခမ်းအနားလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ကြီးမားတဲ့စီးစိမ်ဥစ္စာတွေရှိမှတော့ဘယ်သူမှကျမစကားကိုနားမထောင်ကြပါဘူး။လောဘကသူတို့ရဲ့အသိဉာဏ်တွေကိုဖုံးလွှမ်းသွားခဲ့ပါပြီ။ကျမဒေါသတကြီးနဲ့အပြင်ကိုထွက်လာခဲ့ပါတယ်။အထဲမှာတော့အောင်ပွဲခံတန်တွေထွက်ပေါ်နေပြီးသူတို့ကမြင်းကိုလေဟာနဲ့ပိတ်စနစ်နဲ့ထုတ်ပိုးကလက်ခွဲကန်းစီပို့ဖို့ပြင်ဆင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲမိုးကောင်းကင်ကနေနားကွဲမတက်မိုးချင်းတန်ကြီးညီခဲလာပြီးကျမရဲ့ဖုံးမျက်နှာပြင်လည်းချက်ချင်းမောင်မဲသွားခဲ့ပါတယ်။အဲ့ဒီနောက်ဆူရှားတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးသူ့တေသနာရှင်ကရုတ်တရက်တောင်းတောင်းကြီးဖြစ်သွားခဲ့ပါတယ်။လူတိုင်းကထိတ်လန့်တကြားနဲ့သတင်းပေါက်ပြင်ဘက်ကိုစိုက်ကြည့်နေမိကြပြီးကြီးမားလာတဲ့အရေးမေးကြီးတစ်ခုကအင်ဂျီဟာတစ်ခုလုံးကိုလွှမ်းခြုံသွားပါတော့တယ်